ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုကျွန်တော်မျှဝေပေးခြင်းတဲ့အရာကဘာလဲဆိုတော့အမေးများတယ်ပေါ့နော်အမေးများတယ်ဆိုတာလေအဲ့လိုတကယ်လေးကျိုးကနားမလဲလို့ပါနော်မေးကြတယ်ဆရာဂတာဝယ်ရင်ဘယ်လိုပုံစံဂတာဝယ်ရမလဲဘယ်လောက်တန်ဂတာဝယ်ရမလဲပေါ့နော်အဲ့လိုမျိုးကျွန်တော်လာမေးကြတယ်လာမေးကြတဲ့သူတွေများတယ်ပြီးတော့လေဒါမေးကြတဲ့သူတွေအတွက်ရောအခုနောက်ကူလေ့လာမဲ့သူတွေအတွက်ကောဂတာဝယ်ရင်ဘယ်လိုဂတာဝယ်ရမယ်ဆိုတာကိုကျွန်တော်အလုံးမျှဝေပါမယ်ဂတာဝယ်တာကဈေးနှုန်းကတော့ကျွန်တော်တို့ကိုလိုက်နိုင်တဲ့ဈေးနှုန်းအတိုင်းဝယ်လို့ရတယ်ဒီ brand တွေအများကြီးရှိတာပေါ့နော်အရေးကြီးတာပါလဲဆိုတော့ L-key ပါဖို့ L-key ပါမှလာကျွန်တော်တို့ဂတာကျိုးကြီးကျွန်တော်တို့ကျိုးကြီးဝေးတာကိုနီးအောင် L-key နဲ့ပြန်ပြီးတော့နီးအောင်လုပ်မယ်အားကျိုးတွေနဲ့ဘားတွေနဲ့ကျွန်တော်ကတ်နေရင်ကိုတီးလို့အဆင်ပြေအောင် L-key လှည့်ပြီးတော့ဝေးအောင်ကျွန်တော်တို့လှည့်ပြီးမယ်လုပ်မယ်အဲ့တော့အရေးကြီးတာဘာလို့ဆိုတော့ကျွန်တော် L-key ပါဖို့ L-key ပါရမယ်အဲ့ဒီ L-key ပါတယ်ဆိုရင် L-key ပါတယ်ဆိုရင်အဲ့ဒီဘယ် brand ဖြစ်ဖြစ်ကိုအသုံးပြုမဲ့ပေါ့နော်ကိုအသုံးပြုမဲ့ဈေးပမာဏအတိုင်းကိုကြိုက်တဲ့ brand ကိုရွေးချယ်လို့ရတယ် L-key ပါမယ်ဆိုရင်ဟုတ်ပြီလို့အဲ့တော့နံပါတ်1ကဘာတော့ L-key ပါတာဝယ်ရမှာ L-key မပါတာမဝယ်ပါနဲ့ပြီးတော့ကိုကဘာတီးမှာတော့ acoustic တီးမှာလားဆို acoustic guitar ဝယ်ရမယ်ဆိုတော့နော်ဒါဆိုကျွန်တော် acoustic guitar ပါ acoustic guitar ဝယ်ရမယ် L-key ပါရမယ်ကျွန်တော်တို့ပြီးတော့နောက်တစ်ခုကဘာယူရမှာလဲဆိုတော့ကျွန်တော်ဒီမယ်ဘူးဒီအိုးလားဒီကအချက်ဒါဘူးဒီအိုးပါဘူးဒီအိုးကကျွန်တော်တို့နောက်ပိုင်းကျွန်တော်တို့ယောက်ျားလေးတွေမိန်းကလေးတွေတီးတာကျွမ်းကျင်လာတဲ့အများကျွန်တော်ဆိုလိုတွေတီးချင်တယ်လိတွေပါတယ်ဆွဲချင်တယ်ကျွန်တော်တို့လိတွေပါတယ်ဆွဲနေတဲ့ခါနဲ့ဘူးဒီအိုးကအနောက်ကိုနှိုက်လို့မရဘူးကျွန်တော်ဒီအနောက်ကိုဒီအလုံးလုံး12ပြား13 14 15လောက်ပဲကျွန်တော်တို့နှိုက်လို့ကောင်းတယ်ဂီတာတီးရတာလိဆိုလိုဆွဲရတာဆိုလိုတီးရတာလိအလုံးတွေတီးရတာဒီနောက်ဆိုရင်ကျွန်တော်နှိုက်ရတာဒါကြီးထောက်သွားပါဘောနော်အဲ့တော့ကိုကဒီရိုးရိုးတက်တက်ရက်တန်လောက်ရက်တန်ပလက်ကင်ဘာကောပါဝါကောလောက်တီးရကြုံမရပြီလားနောက်ဆုံးဆိုလိုတွေကိုကဆိုလိုတီးရမှာလားဆိုလိုတီးရမှာဆိုရင်တော့ကျွန်တော်တို့အဲ့ဒီလိုပူတီအိုးမဝယ်ပါနဲ့နားမှာအချိုင်လေးကျွန်တော်တို့ဘူးရှိလေးရှိရလေဒီလိုဘူးရှိလေးရှိတယ်ပုံမယ်ဆိုကျွန်တော်ဒီရက်ကဘူးရှိလေးရှိအဲ့ဒါလေးဝယ်ပါအဲ့ဒီလိုဘူးတီအိုးကတော့ရတန်သမားတွေအတွက်အရမ်းမိုက်တာနော်ဘူးတီအိုးကတော့ဘူးတီအိုးကတော့ရမ်းမိုက်တာရတန်လည်းမိုက်တယ်လက်ကလည်းမိုက်တယ်အဲ့ဒီဆိုတော့ကိုဆိုလိုတီးမယ်ဆိုရင်ကတော့ကျွန်တော်တို့အဲ့ဒီဒီလိုဘူးရှိလေးတွေအဲ့ဘုတ်ရှိလေးတော်တော်မိုက်တယ်အဲ့ဒါလေးရေးပြီးတော့ဝယ်ပါဘာလို့ဆိုတော့နောက်ထီနှိုက်လို့ရတယ်ဒီဟာတော့နောက်ထီနှိုက်လို့ကျွန်တော်မရဘူးနော်အဲ့ကြတော့အဲ့ဒါလေးရွေးရမယ်၃ချက်ထဲပါနံပါတ်1ကကျွန်တော်တို့ဘတန်တီးရဲ့ acoustic guitar မျိုးစားဖြစ်ရမယ်နံပါတ်2က L-key ပါရမယ် L-key ပါရင်ရပြီ L-key မပါတဲ့ဟာတော့သွားမဝင်နဲ့အဲ့ဒါဆိုရင်တော့မင်းတို့မှားမှာနော် L-key ပါမယ်ဆိုကိုအသုံးပြုမဲ့စီနဲ့9000လား1သိန်းလား2သိန်းလား3သိန်းလား5သိန်းလား10သိန်းလားအဲ့လိုမျိုးကိုအသုံးပြုမဲ့ပမာဏတိုင်းကျွန်တော်တို့ကြိုက်တဲ့ပုံစံလေးတွေ site ပေါ့နော် site ကတော့ sorry site ရှိသေးတယ် site က30နံပါတ်6 38 40 41 42ဒါကျွန်တော်ဟာတော့42ပါနော်အဲ့ကြတော့ဒါတော့အကြီးပါနော်မိန်းကလေးယောက်ျားလေးကတော့40 41 42ဟောင်းတယ်မိန်းကလေးက30နဲ့မှ8 30နဲ့မှ6 36တော့ travel site လေးလုံးဝကိုလေးတေးလေးပေါ့နော်အဲ့လေးပို့ပြီးတော့မိုက်တယ် site ကတော့ကိုယ်နဲ့ live ဖက်မဲ့အရာလေးတွေရွေးပါမိန်းကလေးတွေကတော့36 38 40အဲ့ပါလေအကြလေးကတော့40 40 40ယောက်လေးကကြီးလေးကောင်းလေးပဲဘာလို့ဆိုတော့ကျွန်တော်တို့ကအဖွဲနဲ့ချင်းတီးမှာဟုတ်အဲဆိုအိုးကြီးလေးအတန်ပို့ပြီးတော့မြန်နေပဲဟုတ် okay ဆိုတော့နံပါတ်1အချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဟိုပါတော့ acoustic guitar ကိုရွေးပြီးတော့ဝယ်ရမယ်နံပါတ်2က L-key ပါတာဝယ်ရမယ်စရွေးရမယ် L-key မပါရင်လုံးဝမဝင်နဲ့ L-key ပါတာဝယ်ရမယ်နံပါတ်3ကကျွန်တော်တို့ဘာလဲဆိုတော့ကိုကဘယ်အထိတီးမှာဘယ်အထိကျင့်မှာတော့ဒီလိုဟိုပါတော့ဘူးဒီအိုးကိုဝယ်မှာလားဘူးဒီအိုးဆိုတော့နောက်ကိုတီးဆွဲနှိုက်လို့မရတော့ဘူးဒါဆိုတော့မရတော့ဘူးဒီလိုဘူးရှိတ်တွေပါလေဝယ်မှာဘူးရှိတ်ယူရှိတ်ပေါ့နော်အဲ့လိုတွေဝယ်တော့
ဒီထိတိုက်လို့ရတယ်အဲ့3ချက်လေးနဲ့ကျွန်တော်တို့ရွေးပေးရပါမယ်နော်အားလုံးအဆင်ပြေကြပါစေ